တရားဟောအကျမ်း28 73လေးတစ်ချက်လောက်ထိုးပေးပါထာဝရဘုရားသည်တင့်ကိုအမင်းမဖြစ်စေပဲခေါင်းဖြစ်စေတော်မူသည်ဖြင့်တင်သည်အောက်၌မနေရပဲအပေါ်၌သာနေရသောအခွင့်ရှိလိမ့်မည်ယနေ့ငါဆင့်ဆိုသောတင်ဤဘုရားသခင်ထာဝရဘုရားဤပညတ်တော်တို့ကိုကျင့်ဆောင်ခြင်းငါနားထောင်လျင်ထာဝရဘုရားသည်တင့်ကိုအမင်းမဖြစ်စေပဲခေါင်းဖြစ်စေတော်မူသည်ဖြင့်တင်သည်အောက်၌မနေရပဲအပေါ်၌သာနေရသောအခွင့်ရှိလိမ့်မည်ဒီနေ့နှုတ်ကပတ်တော်ကတင်တို့ကိုဥကောင်းမဲ့ထားခြင်းနဲ့ဘုရားသခင်ဖြစ်တယ်တင်တို့ကိုအမီးမှမထားခြင်းနဲ့ဘုရားသခင်ဖြစ်တယ်ခေါင်းဖြစ်တယ်ဆိုတာကတင်တို့အထဲကနေပြီးတော့တင်တို့ဒီကစီးထွက်သောအရာအဖြစ်တင်တို့ကိုသူမြင်တော်ဘာကိုကောင်းကြီးဖြစ်စေတော်သူတင်တို့အထဲကတင်တို့ရဲ့ဥဆောင်မှုတင်တို့အထဲကရှိနေသောအရာတင်ရဲ့စီးထွက်ခြင်းအဖြစ်ဒီသချင်းကဆရာဒေးဗစ်ကသူ့မွေးနေ့မှာသူဆိုတယ်သူဆိုတဲ့အချိန်မှာအဲ့စာသားကိုကျွန်တော်ကြည့်ပြီးတော့ဒီနှုတ်ကပတ်တော်ကိုရတာဖြစ်တယ်လူတယောက်အထဲထဲကနေစီးထွက်တဲ့အရာအဖြစ်တဲ့ခွန်အားဖြစ်စေတယ်ကျွန်တော်အထဲကစီးထွက်သောအရာအဖြစ်ခွန်အားဖြစ်စေပြီဘုရားသခင်ရွေးကောက်တဲ့သူတိုင်းမှာဘုရားသခင်ရွေးကောက်တဲ့သူတင်တို့ကိုဘုရားသခင်ကအမီးမဖြစ်စေခြင်းဘူးဥကောင်းဖြစ်စေခြင်းတယ်ဥကောင်းဖြစ်ရတော့ခွင့်အောက်မှာမနေရဘူးတဲ့အပေါ်မှာပဲနေရမယ်တဲ့ဒါဂတိတော်ဖြစ်တယ်တရားဟောကျမ်း28ကဂတိတော်ဖြစ်တယ်ဒီဂတိတော်တွေဟာတင်တို့ကိုပြည့်စုံပြီလို့တင်တို့သိထားဖို့ဖြစ်တယ်အဲ့တော့တင်တို့ကိုဘုရားသခင်ကတင်တို့အဖြစ်စီးထွက်သောအရာအဖြစ်အမိမှမဖြစ်ဖြစ်နဲ့ခေါင်းမှာထားခြင်းနဲ့ဘုရားသခင်ဆိုတော့ကိုတန်ဖို့ကိုတီးဖို့ကအရင်ဆုံးကစဉ်းစားဖို့ကငါကဘယ်သူတွေအတွက်တန်ဖို့ရှိနေတဲ့သူလဲတခါလေကြာရင်လူကကိုတန်ဖို့ကိုပျောက်နေတတ်တယ်ကိုလှုပ်နေတဲ့အရာကကိုအတွက်ပဲကိုလှုပ်နေတာလားကိုတာဝန်ယူခြင်းပုံမှာလှုပ်တာလားအာရနဲ့အေဝါကိုကြည့်ရင်အာဒံကဘုရားသခင်ကသူ့ကိုတာဝန်ယူခိုင်းလိုက်တာကတယောက်တည်းကိုပဲတာဝန်ယူခိုင်းတာသူ့မိန်းမတယောက်တည်းကိုပဲသူတာဝန်ယူခိုင်းတာဒါပေမဲ့အဲ့တယောက်ကိုတော့သူမနိုင်ဘူးရှုံးသွားတာအဲ့တော့နောက်မျိုးဆက်ကရှုံးသွားတယ်အရှုံးမျိုးဆက်ထွက်တယ်ဆိုတော့ကိုစီကစီးထွက်တဲ့ကိုယ့်ရဲ့ခေါင်းဆောင်ခြင်းဟာဘယ်လောက်တောင်အရေးကြီးလဲဒီနေ့အဲ့ဒီတန်ဖိုးကိုသိဖို့ဖြစ်တယ်ဒီနေ့ခေါင်းဆောင်တွေဆိုတာဒီနေ့ဘုရားသခင်ကတင်တို့ကိုဥကောင်းဖြစ်စေတယ်အာမင်အောက်မှာမထားကြတာအာမင်အာမင်ခေါ်ပြီးသိဖို့ကငါဟာတန်ဖိုးရှိတော်သူတယောက်ဖြစ်တယ်ငါဒီတန်ဖိုးရှိတော်သူဖြစ်တယ်ဆိုတော့ကိုယ့်ရဲ့ area ကိုကြည့်လို့ရှိရင်ငါကဘသူတွေအတွက်တန်ဖိုးရှိနေတဲ့သူတယောက်ဖြစ်တယ်ငါကဘသူတွေတန်ဖိုးရှိတဲ့သူတယောက်လဲဆိုတော့ကိုပြန်ကြည့်လိုက်ပါငါဟာဘသူအတွက်တန်ဖိုးရှိနေတယ်လဲကိုယ့်အတွက်ပဲကိုတန်ဖိုးရှိနေတာလားတချို့လူတွေက very selfish နော်ကိုယ့်အတွက်ပဲကိုလုံနေတာသူများအတွက်တစ်စက်မှမပေးခြင်းတဲ့သူတွေဘဒုတက်မှမဝေပြခြင်းတဲ့သူဒါလိုလူသက်သက်ရှိတယ်ဒါအရေးမကြီးဘူးဒီနေ့ဘုရားသခင်သားသမီးဟာထိုကဲ့သို့တော်သူမဟုတ်ဘူးဒီနေ့ဘုရားသခင်သားသမီးဟာတပါးသူတွေအတွက်တမိုးရှိတော်သူတွေဖြစ်တယ်သင်တို့ဟာဥကောင်းဖြစ်တယ်ဆိုတာသင်တို့အထဲကစီးထွက်သောအရာဟာသူတပါးအတွက်ကောင်းကြီးကိုဖြစ်စေတော်သူတွေဖြစ်တယ်သင်တို့နှုတ်ကထွက်သောအရာသင်တို့လှုပ်ဆောင်ပေးသောအရာသင်တို့မဆကြီးရှုခြင်းအရာအကုန်လုံးဟာဘုရားသခင်စီကလာခြင်းစုကျေးဇူးနဲ့ပြင်သင်တို့ဟာခေါင်းဆောင်တွေဖြစ်တယ်အမိမှမဖြစ်ဘူးနဲ့ခေါင်းမှာထားရတဲ့ခွင့်ကိုဘုရားသခင်ပေးမှဖြစ်တယ်ကိုတန်ဖိုးကိုသိပါဆိုတော့ကြည့်လို့ရှိရင်လူကကိုဘယ်လောက်တန်ဖိုးရှိသလဲဆိုတော့သိဖို့အတွက်ကကိုလက်ထဲမှာကိုကြည့်ရှုနေတဲ့သူကိုတန်ဖိုးနေတဲ့သူကိုတန်ဖိုးထားတဲ့သူဘယ်လောက်ရှိလဲအဲ့ဒီပုံမှာမူတည်တယ်ကိုဘယ်သူတွေကတန်ဖိုးထားနေသလဲအရင်ဆုံးအပ်တာဘုရားသခင်ကမိမပဲအပ်တာမိမတယောက်တည်းကိုပဲအပ်တာအဲ့ဒီမိမတယောက်တည်းနဲ့ကိုသူမနိုင်ဘူးတွား generation ဆိုတော့ဘယ်လောက်အရေးကြီးသလဲကိုရဲ့ဥဆောင်ခြင်းဟာဘယ်လောက်တောင်အရေးကြီးသလဲဘုရားသခင်ကတင်တို့ကိုတယောက်ပြီးတယောက်အပ်တာဖြစ်တယ်ခေါင်းမှာထားတယ်ဆိုတဲ့ကောတင်တို့ဟာခေါင်းဆောင်နိုင်တဲ့အရေးချင်းရှိဖို့ဘုရားသခင်လိုရှိတယ်အဲ့ဒီဉာဏ်ပညာရှိဖို့လိုရှိတယ်အဲ့ဒီကောင်းခြင်းနဲ့ပြည့်စုံသူဖြစ်ဖို့ဘုရားသခင်အလိုရှိတယ်ဆိုတော့ခေါင်းဆောင်တွေဟာဘယ်လိုလူတွေလဲခေါင်းဆောင်ဆိုတာကအနာဂတ်ကိုဖန်တီးပေးနိုင်တဲ့သူဖြစ်တယ်
လူတယောက်ရဲ့အနာဂတ်ကိုဖန်တီးပေးနိုင်တဲ့သူရှိတယ်ဖြစ်တယ်ဆိုတော့ပထမဆုံးအိမ်တောင်အပ်လိုက်တဲ့ယောက်ျားတစ်ယောက်ဟာသူ့ရဲ့အိမ်တောင်ရဲ့အနာဂတ်ကိုဖန်တီးတဲ့သူဖြစ်တယ်ဆိုတော့ဒီအချက်ကတိတ်အရေးကြီးတဲ့ချက်ဖြစ်တယ်အချက်တိုင်းချက်တိုင်းကကိုယ့်အတွက်ကိုယ်အသက်ရှင်နေတာတဲ့ကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့မိသားစုရဲ့အနာဂတ်ကိုယ့်ကိုမိခိုးနေတော့သူတွေရဲ့အနာဂတ်အတွက်ကိုယက်တည်တဲ့သူဖြစ်တယ်သူတို့အတွက်ကိုအမြဲတမ်းမှန်ကန်သောလမ်းကိုပြတယ်ကြီးစုဆောက်ရှောက်ခြင်းရှိတယ်တုံသင်ခြင်းပေးတယ်ဆိုတော့ကိုယ့်အစီမာကအဲ့ဒီအချက်အလက်တွေအားလုံးပြည့်နေဖို့လိုတယ်ကိုဟာဥဆောင်နိုင်သောသူတယောက်ဖြစ်ဖို့အတွက်အဲ့ဒီအချက်လက်တွေရှိဖို့လိုတယ်ဆိုတော့ကို့မှာဘလောက် area ရှိတယ်လဲမိသားစုတစုကို့မှာလူတယောက်ရှိတယ်အဲ့ဒီလူတယောက်ကကိုဟာလာဆရာတင်ထားတယ်ပေါ့ဆရာတင်ထားတဲ့ခါကျကိုပြောတဲ့စကားနားထောင်တယ်ဆိုတော့ကိုယ့်ရဲ့ area ကတော့ဒီတယောက်စာပဲရှိတယ်တချို့က9ယောက်လောက်ရှိတယ်တကယ်ချင်း9ယောက်ထဲမှာဆရာကြီးဖြစ်နေလူရှိတယ်နော်တချို့တွေတကယ်ကြီးတွေမှာတကယ်ချင်းတွေကလာတိုင်ပင်ရတယ်ဆရာကြီးပေါ့ဟဲ့တစ်ခုဖြစ်ငါလှုပ်ဆက်မှာကွာဘာဖြစ်နေကြပြီဆိုအေးဟဲ့အမေဘယ်လိုလုပ်လိုက်ကွာဒါလေသူ့ရဲ့သူ့ area ပေါ့ဘာလို့သူစီမလာပြီးအကြံတောင်းရတယ်လေအဲ့တော့အဲ့ဒီကိစ္စတစ်ခုဖြစ်တိုင်းပြဿနာတစ်ခုဖြစ်တိုင်းပဲဖြစ်ဖြစ်အကြောင်းကိစ္စပေါ်တိုင်းပဲဖြစ်ဖြစ်ခေါင်းထဲကပြေးပြီးတော့ဘယ်သူ့ကိုအားကိုးရမလဲဆိုတာကိုစဉ်းစားတယ်လူတိုင်းပဲတစ်ခုဖြစ်ပြီဆိုရင်ပြေးတိုင်ပင်ဖို့လူပြေးတိုင်ပင်ဖို့လူစဉ်းစားတယ်ပြေးတိုင်ပင်တဲ့လူကကိုယ့်ထက်တာနေမှဖြစ်မှာပေါ့ဆိုတော့တိုင်ပင်ခံခြင်းတဲ့သူကကိုမဖြစ်ချင်ဘူးလားကိုကတိုင်ပင်တဲ့သူပဲဖြစ်ချင်တာလားအတိုင်ပင်ခံတဲ့သူဖြစ်ချင်တာလားဘုရားသခင်ကပြောတော့ခေါင်းဖြစ်စေမယ်ဆိုပြဿနာဖြစ်လိုက်တိုင်းကိုကသူများကြီးစီပြေးနေရသလားတကယ်တော့ဘုရားသခင်ကသင်တို့အရောက်စီတိုင်းကိုတန်ဖိုးထားတာဖြစ်တယ်သင်တို့ကိုချီးမြှောက်မဲ့ဘုရားသခင်ဆိုတာအဲ့ဒီအဆင့်မှာသင်တို့ကိုထားတာမဟုတ်ဘူးအပေါ်အဆင့်ရောက်အောင်ပို့ခြင်းတဲ့ဘုရားသခင်ဖြစ်တယ်အဲ့တော့လူကတော့ကိုဟာလာအနာဂတ်ကိုဖန်တီးကိုအနာဂတ်ကိုဖန်တီးဖို့ပေါ့ဘာမှမသူကြောင်းနေတက်မယ်ဟာလာပညာတွေရှာမယ်ငါဘယ်စည်းပွားရှာမယ်ဘလို့တိုးတက်အောင်လုပ်မယ်ဘာတွေပိုင်ဆိုင်အောင်လုပ်မယ်ပေါ့ဒါကကိုအတွက်ကိုလုပ်တာဒါပေမဲ့ကိုတာဝန်ယူရတဲ့အခါမှာပဲဖြစ်ဖြစ်လုပ်ငန်းတွေမှာကြီးလာတဲ့အခါမှာပဲဖြစ်တင်းရဲ့အောက်မှာတင်းကိုယာရုတစ်ခုပေးလိုက်ပြီအဲ့ဒီချိန်မှာတင်းတာဝန်ယူရတဲ့တာဝန်ယူရပြီတာဝန်ယူရတဲ့အချိန်မှာအောက်ကလူကတင့်ရဲ့အရေးအချင်းကိုကြည့်ပြီးတော့ဆုံးဖြတ်တာဖြစ်တယ်။အဲ့နေရာကိုကြည့်ပြီးဆုံးဖြတ်တာမဟုတ်ဘူး။နေရာကြောင့် power တစ်ခုကိုရတာမှန်ပေမဲ့လူတစ်ယောက်ရဲ့ ability ကိုကြည့်ပြီးတော့မှအောက်ကတပည့်ခံတာဖြစ်တယ်။ဆိုတော့ဘုရားသခင်ထားခြင်းတဲ့နေရာကဘာလဲဆိုတော့ position မဟုတ်ဘူး။တင့်စီမှာဘုရားသခင်ရှိနေတာကသင်ဟာခေါင်းဆောင်ဖြစ်နေတာဖြစ်တယ်။အာမင်။တင်းစီလာလိုက်ရင်ကိုသူ့အတွက်အကျိုးရှိနေတာကိုတပားသူကတိပြီးကိုယ်စီမှာလာပြီးတပည့်ခံတာဖြစ်တယ်။အဲ့ဒီအချက်ကိုဘုရားသခင်ကတင်းတို့စီကိုပေးချင်တာဖြစ်တယ်။တပည့်တွေတော်တော်များများမှာရွေးတဲ့အခါမှာခေါင်းဆောင်ကိုမှန်ကန်တဲ့ခေါင်းဆောင်ရွေးတယ်။ဘာလို့ဆိုသူတို့ကတပည့်ခံရမယ့်သူဖြစ်တယ်။တပည့်ခံတဲ့အခါမှာကိုယ့်ထက်မှအရေးကြီးမရှိတဲ့သူဘယ်သူမှတပည့်မခံချင်ဘူး။ဒါတုံးစံမယ်။ဆိုတော့ဒီသူကအမြဲတမ်းလာကြည့်လိုက်ကြတဲ့ကဒီလူကငါထက်တော်သလားတကယ်ကောငါသူ့စီရပညာရမှာလားကျွန်တော်ဘဝမှာကျွန်တော်ဆရာတင်ခဲ့တဲ့သူတွေရှိတယ်အနည်းငယ်သောသူတွေရှိတယ်အများကြီးမရှိနိုင်ဘူးမပူမာနဲ့အများကြီးမရှိဘူးလူတယောက်ကိုကြည့်ပြီးအဲ့လူလိုငါဖြစ်ချင်တယ်သူ့လိုငါဖြစ်ချင်တယ်အဲ့ဒီလူစီကနေပြီးတော့ပညာသင်ယူရတာဖြစ်တယ်သူ့နားမှာနေပြီးပညာတစ်ခုပြီးတစ်ခုသင်ယူတာဖြစ်တယ်ဆိုတော့ဒီလိုလူတွေတစ်ခုပြီးတစ်ခုကိုစီးကပ်လာခြင်းအပြင်အသက်တာမှာလောကပညာတွေရလို့ရလာတယ်ဒါပေမဲ့ဘုရားသခင်ကပြောတာကမင်းတို့ကိုတဲ့ငါကဥကောင်းဖြစ်စေချင်တာအောက်မှမနေရဘူးတဲ့အထက်မှနေရမယ်တဲ့ဆိုတော့ဘုရားသခင်ကိုရတဲ့သားသမီးအားလုံးဘုရားသခင်ရဲ့သားသမီးဖြစ်ခြင်းခရစ်တော်ရတဲ့သားသမီးအားလုံးဟာအောက်မှမနေရဘူးအထက်မှနေရမယ်ဆိုတဲ့ကောင်းကြီးပြည့်ဖို့အဲ့ဒီအချက်ကတင့်စီမှာဘုရားသခင်ပေးခြင်းနဲ့ဆုကျေးဇူးဖြစ်တယ်ဆိုတော့တင့်အထဲကစီးထွက်တော့မှတင့်ခေါင်းဆောင်ဖြစ်မှတင့်အထဲကစီးထွက်တဲ့အရာကသူများကိုခေါင်းဆောင်နိုင်တဲ့အရာဖြစ်မယ်သူများစီကမရှိနိုင်တဲ့ဉာဏ်ပညာကိုသင်ပေးနိုင်မှာဖြစ်တယ်မေးလာတဲ့မေးခွန်းပြန်ဖြေနိုင်မှာဖြစ်တယ်လူတိုင်းမှာလောကနဲ့ပတ်သက်တဲ့ပညာကိုမေးစရာပညာအများကြီးရှိပေမဲ့မမြင်နိုင်တဲ့အရာအလုံးကိုပြောနိုင်တာဘုရားသခင်စီမှာပဲရှိတယ်အဲ့ဒီအဖြေကိုလိုချင်လို့လူတွေအားလုံးဟာဘုရားလူတွေစီလာကြတယ်ဘုရားလူတွေစီမှာ
လောကမှာမရှိတဲ့အဖြေတွေရှိကြတယ်အဲ့ဒီအဖြေကိုဘုရားသခင်ကပေးနေတာဖြစ်တယ်ဒါကြောင့်မလို့ area အတိုင်းဝိုင်းတစ်ခုစီထဲမှာရှိနေတဲ့တင်တို့တွေဟာဘုရားသခင်ကတယောက်စီတိုင်းကိုစကားပြောနေတယ်စကားပြောတဲ့ကိုကြားသိခြင်းနဲ့ဘုရားသခင်နဲ့တွာလာစေခြင်းနဲ့ဆိုတဲ့အကြောင်းရင်းကဘာလို့လဲဆိုတင်တို့စီမှာအဲ့ဒီဉာဏ်ပညာပေးခြင်းလို့ဖြစ်တယ်တင်တို့ကိုဥဆောင်ခြင်းပေးခြင်းလို့ဖြစ်တယ်ထိတ်ဆုံးရောက်လာတဲ့လူတစ်ယောက်ဟာမေးစရာလူမကြံတော့ဘူးထိတ်ဆုံးကိုလူတစ်ယောက်ရောက်ရင်အဲ့လူမှာမေးစရာလူမရှိတော့ဘူးမေးစရာလူမရှိရင်သူ့မှာမေးစရာဘုရားပဲရှိတော့တယ်အဲ့ဒီအချိန်မှာဘုရားကိုပဲမေးရတယ်ဒါကြောင့်မလို့ဒါဝိဒ်မင်းကြီးတို့ဟာလားဆာလဆီယာမှာအများကြီးပြောထားတယ်ဘုရားသခင်ကငါအားကိုးရဖြစ်တယ်ဘာလို့သူ့မှာမေးစရာလူမကြံတော့ဘူးကုန်ပြီသူမေးစရာဘုရားသခင်ပဲရှိတယ်ဒီနေ့ကျွန်တော်တို့ရထားတဲ့ဘုရားသခင်ကထိုကဲ့သို့သောကြီးမြတ်သောဘုရားသခင်ဖြစ်တယ်အဲ့တော့နော်တရားဟောတဲ့28 73 14ကိုကြည့်လို့ရှိရင်ထာဝရဘုရားသည်တင့်ကိုအမြင့်မဖြစ်စေဘဲခေါင်းဖြစ်စေတော်မူသဖြင့်တင်သည်အောက်၌မနေရပဲအပေါ်၌သာနေရသောအခွင့်ရှိလိမ့်မည်ယနေ့ငါဆင့်ဆိုသောသင်၏ဘုရားသခင်ထာဝရဘုရား၏ပြည့်ညတ်တော်ကိုကျင့်ဆောင်ခြင်းငါနားထောင်လျင်၎င်းယနေ့ငါဆင့်ဆိုသောစကားတော်လမ်းမှထွက်၍လက်ရဘက်လက်ဝဲဘက်သို့မလွဲအခြားတစ်ပါးသောဘုရားနောက်သို့လိုက်၍ဝတ်မပြုဘဲနေလျင်၎င်းထိုသောကျေးဇူးတော်ကိုခံရလိမ့်မည်ဆုကျေးဇူးပေးတဲ့နေရာမှာဘုရားသခင်ကတဲ့ပဲပြောထားတဲ့စကားဖြစ်တယ်ငါနဲ့ပဲနေငါကိုပဲကိုးကွယ်ငါစီရပဲထွက်မှာဖြစ်တယ်ဘယ်လဲမငြိမ့်လဲညာလဲမလိမ့်နဲ့ငါပြောတဲ့စကားတိုင်းနေငါပြောတဲ့စကားနားထောင်ရင်မင်းခေါင်းဖြစ်မယ်ရှင်းတယ်ခေါင်းဖြစ်မယ်ဆိုပြီးယုံကြည်သူတွေကိုပြောတဲ့စကားယုံကြည်ပြီဆိုပြီးတော့ပြီးတဲ့စကားမဟုတ်ဘူးဘယ်လဲမငြိမ့်နဲ့ညာလဲမငြိမ့်နဲ့ငါပြောတဲ့စကားအဲ့တော့ငါပြောတဲ့စကားကြားဖို့လိုတယ်ငါပြောတဲ့အတိုင်းသိဖို့လိုတယ်ဆိုတော့သူ့စကားကိုကြားတတ်ဖို့လိုတယ်ဆိုတော့သူ့စကားကြားခြင်းရဲ့အနောက်မှာဘုရားသခင်ကမင်းကအမီးမှမထားဘူးနော်ဘာလို့သူ့စကားကအမီးမှထားတဲ့စကားမဟုတ်လို့သူ့စီရစကားတိုင်းဟာတင်းအတွက်အင်မတန်တန်ဖိုးရှိသောစကားဖြစ်တယ်တင်းကိုဉာဏ်ပညာနဲ့ပြည့်ဝစေတဲ့စကားဖြစ်တယ်တင်းရှောက်မဲ့လမ်းကိုပြတာဖြစ်တယ်မောရှေကိုကြည့်ရင်မောရှေရဲ့ area ကိုကြည့်ရင်မောရှေကသူပညာတတ်တဲ့လူတစ်ယောက်ဖြစ်တယ်ဘုရင်ပညာသင်ထားတာနော်ဘုရင်သားမွေးစားသားအနေနဲ့သူကြီးပြင်းလာတဲ့တစ်ယောက်ဖြစ်တယ်အဲ့ဒါထွက်ပြေးရလေသူ့အရေးချင်းနဲ့သူလှုပ်တဲ့ခါကျတော့သူထွက်ပြေးရတယ်ဆိုတော့သူ့ area ကိုကြည့်အောင်မောရှေရဲ့ area ကိုကြည့်ရင်မောရှေကသူကဘသူတွေရဲ့ဆရာလဲသူတိုးတွေရဲ့ဆရာသူကြည့်တဲ့လူကတိုးပဲရှိတယ်သူအောက်မှာဘယ်သူမှမရှိဘူးဒါပေမဲ့ဘုရားသခင်ကသူ့ကိုတွေ့ပြီးတော့ခေါင်းဆောင်အဖြစ်ရွေးတဲ့နေရာစပြီးမောရှေရဲ့ဉာဏ်ပညာကိုကြည့်အောင်လူမျိုးစုရဲ့ခေါင်းဆောင်ဖြစ်လာတယ်ငကောကတလိษံနေရဲ့ဆရာဖြစ်တယ်ဘုရားသခင်ကရွေးကောက်တဲ့နေရာစပြီးတော့သူဟာခေါင်းဆောင်တစ်ယောက်ဖြစ်လာတယ်လူမျိုးစုတစ်ခုလုံးကိုသူ့အားဖြင့်သူ့ရဲ့စီးထွက်ခြင်းအားဖြင့်လူမျိုးစုကိုပြန်လည်တည်ထောင်ခဲ့တာဖြစ်တယ်ဆိုတော့ဘုရားသခင်ကဘာမှမရှိခဲ့ပဲဘလို့အခြေအနေမှာဟလာမျောလင်းစရာမရှိပဲနဲ့ထွက်ပြေးနေရတဲ့သူတစ်ယောက်ဖြစ်ပေမဲ့ဘုရားသခင်သူ့ကိုရွေးကောက်တဲ့နေရာစပြီးသူ့ရဲ့စီးထွက်ခြင်းဟာလူမျိုးစုရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာတာလူမျိုးတော်ကိုပြန်လဲပြီးတော့နိုင်ငံပြန်ပေးတဲ့အဆင့် civilization တစ်ခုလုံးပြန်လုပ်ပေးတာနော်ရည်ကျင်းမှုတစ်ခုလုံးကိုပြန်တည်ဆောက်ပေးတာဥပဒေတွေအများကြီးကိုပြုခဲ့ပေးတာဖြစ်တယ်သူ့ရဲ့တည်ဆောက်ခြင်းကဒီနေ့အထိဂျူးလူမျိုးတွေယက်တည်နေတာသူ့ရဲ့တည်ဆောက်ခဲ့ခြင်းနဲ့ယက်တည်နေတာဖြစ်တယ်ဆိုတော့ဘုရားသခင်ရဲ့ထားတဲ့ရည်ရွယ်ချက်နဲ့ခေါင်းဆောင်ခြင်းမှာထိုကဲ့သို့သောလူတိုင်းပေါ်မှာအဲ့ဒီရည်ရွယ်ချက်နဲ့ခေါ်ချင်တာဖြစ်တယ်ဘုရားခင်ကဆိုတော့တိဖို့ကကိုယ်တန်ဖိုးကိုတိဖို့လိုတယ်ငါလက်ရှိမှာဘယ်သူတွေအတွက်တန်ဖိုးရှိနေတယ်လဲတချို့သူတွေတခါလေကျရင်အဲ့ဒါမစင်စားမိတဲ့အခါမှာကိုလှုပ်ချင်တာတွေပဲရှောက်လုံနေတတ်တယ်ကိုလှုပ်ချင်တာပဲကိုရှောက်လုံနေတဲ့အခါမှာဘယ်မှမရောက်ပဲတိုင်ပတ်ပြီးတနေရာထဲမှာရက်နေတတ်တယ်ဥပမာဂိမ်းတွေစောနေအခုဒီနေ့ဒီရဲ့ဘိုင်းမှာခလေးတွေအတွက်အရန်လာဆူတောင်းခံတယ်ဘာလို့ဆိုမိဘတွေကခလေးတွေကအားတယ်ဘာမှမလုပ်တော့ပဲကြောင်းလက်စာလေးစိတ်ဝင်စားဂိမ်းတွေပဲစောနေကြလို့တဲ့ဒါတွေကချီနှောင်ခြင်းတွေဖြစ်တယ်နော်သူတို့ရဲ့တိုးတက်တဲ့လမ်းကိုပိတ်ထားပြီးတော့စာရန်ကမမြင်တော့အောင်လုပ်တာဂိမ်းတွေကလည်းမျိုးစုံတွေပောက်ကြရတွေလည်းမျိုးစုံပဲနော်ဆိုတော့ကိုတန်ဖိုးကိုတီးဖို့အတွက်ကိုကစတင်တီထောင်တဲ့နေရာမှာကိုဘုရားသခင်ကရွေးကောက်တယ်ပဲထားကိုရွေးကောက်ပြီးစပြီးတော့ကိုအသုံးပြုပြီး
ကိုယ့်ရဲ့ဥဆောင်ခြင်းနဲ့ဆင်ပြီးတဆင်သွားတဲ့အခါမှာဟုတ်ပါမလားလို့တခါလေးကြိုက်ဖြစ်တတ်တယ်တခါကျရင်ငါဟုတ်ပါမလားငါ့ကိုဘုရားသခင်ကအမီးမှမထားဘူးဥကောင်းမှထားမယ်လို့ပြောပြီးငါအောက်ရောက်နေပါလားဒါပေမဲ့တင်သိဖို့ကလက်ရှိအချိန်တွေကိုတင်မကြည့်နဲ့လက်ရှိအချိန်တွေကတင့်ကိုဒီလိုအချိန်တွေဖြစ်နေတယ်ဆိုတော့မှန်တယ်ဒါပေမဲ့ဒီနှုတ်ကပတ်တော်ကတင်ရတဲ့နေရာစားပြီးငါ့ကိုဘုရားသခင်ကဥကောင်းပို့ကိုပို့မယ်ဘုရားသခင်ဖြစ်တယ်ဒီ message ကတင်တို့လက်ရှိရှိနေတဲ့အနေအထားကနေပြီးတော့အထက်ကိုပို့မယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ခေါင်းဖြစ်စေမယ်အမီးမဖြစ်စေဘူးတဲ့ဆိုတော့ဣသရေလလူမျိုးတွေကပထမဆုံးစတဲ့အချိန်တွေကသူတို့တွေအားလုံးကဘယင်မပေါ်သေးခင်စัจ जाမှာခေါင်းဆောင်တွေရှိတယ်ခေါင်းဆောင်တွေအများကြီးရှိတယ်တရားသူကြီးမှတ်စာကိုဖတ်လို့ရှိရင်တရားသူကြီးမှတ်စာထဲမှာခေါင်းဆောင်တွေအများကြီးရှိတယ်အဲ့ဒီခေါင်းဆောင်တွေဟာဘုရားသခင်ကတယောက်ပြီးတယောက်ကိုဒီလူမျိုးကိုအရေးပေါ်ကာလမှာသူတို့တွေကိုရွေးကောက်ပြီးခေါင်းဆောင်လုပ်ခိုင်းတာဖြစ်တယ်ဆိုတော့သူတို့တွေကငကိုမှာဘယ်ရည်ချင်းမှမရှိပေမဲ့တာမန်လူတွေဖြစ်တယ်ဟောတာမန်လူတွေဖြစ်ပေမဲ့ဘုရားသခင်ကရွေးကောက်ပြီးခေါင်းဆောင်လုပ်ခိုင်းလိုက်တဲ့အချိန်မှာခေါင်းဆောင်ရည်ချင်းပြည့်သွားတယ်ကျွန်တော်အဲ့ထက်ကဂိတောင်လေးအကြောင်းပြောချင်တယ်ဒီနေ့ကိုအားနေတယ်လို့ထင်ပေမဲ့ဘုရားသခင်ချီးမြှောက်လို့ရှိရင်သင်ဟာခေါင်းဆောင်ဖြစ်တယ်ဆိုတော့ဣသရေလတွေကထုံးစံတိုင်းပဲနော်ဘုရားသခင်အရှိမပြောတဲ့ငါစကားကိုသိချာနားထောင်ဘယ်လဲမငိမ့်နဲ့ညာလဲမငိမ့်နဲ့ငါကိုပဲကိုးကွယ်ဒါပေမဲ့သူတို့တွေကအကုန်လုံးအကုန်ရှောက်ရောနေဟိုကိုးကွယ်ဒီကိုးကွယ်တွေတခြားအဲဂုတ်တုဘက်ကပါလာတဲ့နတ်ဘုရားတွေလည်းသူတို့ကကိုးကွယ်တယ်အဲ့လိုမျိုးတွေရှောက်ကိုးကွယ်ပြီးတော့ဘုရားသခင်စကားကိုနားမထောင်တဲ့အခါမှာဘာဖြစ်လဲဆုံးရှုံးကြပြန်ပြီပြန်ကြည့်လိုက်လို့ရှိရင်လေရှုံးလိုက်ဘုရားကိုပြန်អော်လိုက်ဘုရားပြန်ခေါ်လိုက်ခဏနေတော့နောက်ပြန်ရှုံးလိုက်ဆင်းလိုက်တက်လိုက်တဲ့အဖွဲတွေဒါပေမဲ့ဂိတောင်အချိန်မှာနော်ပထမပိုင်းခါနာဘီကိုတိမ့်ပြီးသွားပြီနော်ဣသရေလလူတွေကဒုစရိုက်ပြုတော့အဲ့မှာမိဒရန်တွေအုပ်စုကနေပြီးတော့ဘုရားသခင်ကသူ့စကားနားမထောင်လို့ရမိဒရန်လက်ထဲကိုအပ်လိုက်တယ်9 နှစ်ဒီလူတွေကိုဘုရားသခင်သိအောင်ငါ့ကိုဂယုမဆိုင်လို့ရှိရင်သွားနင်တို့တပါးမျိုးသားလက်ထဲမှာနေကြသွားနေဘုရားသခင်လက်ဆင်ပေးထားပြီးဟိုဘက်လှည့်နေလိုက်တော့အဲ့ခါကျဒုက္ခရောက်ကောဟိုကနှိပ်စက်ကောသူတို့တွေကိုနော်အနိုင်ယူတယ်တဲ့ညှင်းဆဲတယ်တဲ့ရှိတဲ့မြေအကုန်ယူတယ်အကောင်တွေအကုန်သိမ်းတယ်ဘာမှကိုမချန်ခဲ့တာဟိုကအကုန်သိမ်းယူသွားတာအဲ့မှာကြီးစွာသောဒုက္ခတွေဖြစ်တယ်အဲ့မှာမိဒရန်ရဲ့အာမလက်ကသူတို့ဝိုင်းနှိပ်စက်တာသူတို့လူမျိုးနော်လေယာထွက်ကုန်အသီးအနှံနဲ့နော်တိုးရဲ့နွားရဲ့မြီးရဲ့ဘာမှမချန်မဲ့အကုန်ယူသွားတာတဲ့ဘလောက်များလဲဆိုရင်လေကျိုင်းကောင်တွေကဲ့သို့များပြီးသူတို့အနိုင်ကျင့်တာတဲ့ဆိုတော့သူတို့လူနည်းစုလေးဖြစ်တယ်အားနည်းတဲ့သူဖြစ်တယ်အဲ့ဒီချိန်မှာအားလည်းနည်းတယ်ဟိုကအနိုင်ကျင့်မရှိတာအကုန်တည်သွားတယ်ဘာမှကိုမချန်ခဲ့ပဲနဲ့အကုန်ယူသွားတဲ့ခါမှာအရန်ကြီးစွာသောဆင်းရဲခြင်းဖြစ်တယ်ကြီးစွာခြင်းဆင်းရဲခြင်းဖြစ်တဲ့ခါမှာသူတို့ကဘုရားသခင်စီကိုပြန်អော်တယ်ဒုက္ခရောက်တော့မှអော်ကြတယ်ဒုက္ခရောက်မှអော်ကြတဲ့တတိဖွဲတွေတတိဟာတာဖို့ပေါ့နော်ဒုက္ခရောက်မှអော်ပြီးမယ်ဘုရားသခင်ကခေါ်ပါတယ်ကဲပါတယ်နော်ဘုရားသခင်ကကဲတယ်ဆိုတော့ဣသရေလမျိုးသားတို့ဒီအလွန်ဆင်းရဲထာဝရဘုရားအားဟစ်ကြော်ကြတယ်တရားသူကြီးမှတ်စာ62မှာပေါ့နော်တရားသူကြီးမှတ်စာ6မှာပြောတာနော်အဲ့မှာဂိတောင်ကအားနေတဲ့သူတယောက်ဖြစ်တယ်သူ့ရဲ့အမျိုးကအဲ့ဒီအမျိုးထဲမှာအားအနည်းဆုံးလူမျိုးဖြစ်တယ်အဲ့တော့ကောင်းကင်တမန်ကသူ့ကိုလာတွေ့တယ်ကောင်းကင်တမန်62မှာနော်ထာဝရဘုရားကြီးကောင်းကင်တမန်ဒီကိုထင်ရှား၍ခွန်အားကြီးသောအချင်းသူရဲ့ထာဝရဘုရားသည်တင်နဲ့အတူရှိတော်မူ၏ဆို၏ထာဝရဘုရားသည်တင်နဲ့အတူရှိတော်မူ၏ခွန်အားကြီးသောအချင်းသူရဲ့ဆိုတော့ဒီစကားကသူ့ကိုပြောတဲ့အချိန်မှာ तू shock ဖြစ်သွားတယ် तू အံ့ဩသွားတယ်ကျွန်တော်ဘာလို့ခွန်အားကြီးတယ်လို့ပြောတာလဲတဲ့ခွန်အားမှမကြီးတာတဲ့အမျိုးထဲမှာလဲတဲ့မျက်နှာအငယ်ဆုံးအမျိုးတဲ့ထာဝရဘုရားသည်တင်နဲ့အတူရှိတော်မူ၏ဆိုတယ်ဂိတောင်ကအိုးသခင်ထာဝရဘုရားသည်ကျွန်တော်နဲ့အတူရှိတော်မူသည်မှန်လေအဘယ်ကြောင့်အီမှုကြီးရောက်ရပါသနည်း तू အဲ့အချိန်မှာတကယ်တော့ခေါင်းဆောင်ဖြစ်တယ်နော်
ခေါင်းဆောင်ဖြစ်တယ်ဒါပေမဲ့တဲ့ကိုတော့ကျွန်တော်နဲ့အတူရှိတယ်လို့ပြောပြီးဘာဖြစ်လို့ဒီအမှုရောက်တာလဲတဲ့အခုဒုက္ခတွေရောက်နေပြီတဲ့ကိုတော့တဲ့ထာဝရဘုရားကတဲ့ငါတို့ကိုတဲ့အဲဂရုပြည်မှာနှုတ်ဆောင်တယ်မဟုတ်လို့ကျွန်တော်တို့အပါများပြောတဲ့အတိုင်းပြုတော်မူသောအမွေသောအမှုရှိသမျှတို့ဒီအဘယ်မှာရှိသနည်းတဲ့အရင်တော့ပြုခဲ့တယ်တဲ့ပြောတဲ့အံ့ဩပွေတွေအားလုံးဘယ်ရောက်ကုန်လဲတဲ့အခုကျွန်တော်တို့ဒုက္ခတွေရောက်နေကြပြီတဲ့ယခုမှထာဝရဘုရားသည်ကျွန်ုပ်တို့ကိုစွန့်၍မိဒံလူတို့လက်သို့အပ်တော်မူပြီးတကားဟုဆိုလေတော့အဲ့စကားသိကောင်းတာထာဝရဘုရားသည်သူ့ကိုကြည့်ရှု၍ထာဝရဘုရားသည်သူ့ကိုကြည့်ရှု၍တင်ရသောတကိုးကိုအမိပြုလျက်သွားလောငကိုကဆုံရှုံးနေတဲ့သူဖြစ်တယ်ဘုရားသခင်ကသူ့ခေါင်းဆောင်ဖြစ်ခန့်ပြီးပေးလိုက်တဲ့ချိန်မှာတင်ရသောတကိုးကိုအမိပြုလျက်သွားလောတင်ဒီဣဒေလအမျိုးကိုမိဒရန်တို့လက်မှကယ်နှုတ်လိမ့်မည်တင့်ကိုငါစေခိုင်းနေမဟုတ်လို့ဟုမိန့်တော်မူတယ်မင်းကိုငါစေခိုင်းတယ်ဆိုတော့ဒီအချက်ထဲမှာကြည့်လို့ရှိရင်ခွန်အားကြီးသောအချင်းသူရဲ့တုတ်ခွက်စကားအရေးကြီးတယ်နော်ဘုရားသခင်စီကလာတဲ့စကားခွန်အားကြီးသောအချင်းသူငယ်မင်းနဲ့ငါအတူရှိတယ်ဆိုတော့ဒီနေ့အရေးကြီးတာကငါကျွန်တော်တို့နဲ့အတူရှိဖို့ဖြစ်တယ်ကျွန်တော်တို့နဲ့အတူတူရှိမှခွန်အားကြီးတဲ့သူဖြစ်မှာဖြစ်တယ်ဒီတိုင်းတော့ဖြစ်မှာမဟုတ်ဘူးဘုရားသခင်မရှိဘဲနဲ့ကျွန်တော်တို့နဲ့မကြီးနိုင်ဘူးဒါကြောင့်ခေါင်းဆောင်ဖြစ်ခြင်းဟာဘုရားသခင်အတူရှိခြင်းပေါ်မှာမူတည်တယ်ဖြစ်တယ်ပြီးတော့ထာဝရဘုရားကသူ့ကိုကြည်၍ဆိုတဲ့ကွာတယောက်နဲ့တယောက်ကောင်းကောင်းသိနေတာကြည်၍ဆိုတဲ့ကွာဘုရားသခင်ကသူ့ကိုသိတယ်သူကလည်းဘုရားသခင်ကိုသိကောင်းကောင်းကြည့်ပြီးတော့သင်ရသောတကိုးကိုအမိပြု၍တွားလို့သူ့အရေးချင်းမပါဘူးသူ့အရေးချင်းမပါဘူးအဲ့ကလေးကဘုရားသခင်တက်ကြောင်ဖြစ်တာဖြစ်တယ်ငါတကိုးအမိပြုပြီးတွားတာပြီးတော့မှအောက်ဆုံးကြောင်းကတင့်ကိုငါစေခိုင်းတယ်မဟုတ်လို့အေးတကိုးတော့ပေးမစေခိုင်းသေးရင်လည်းမသွားနဲ့အောင်တခါလေကြာရင်ဘုရားသခင်ကကိုယ်နဲ့တူရှိပြီးတကိုးတွေပြရတယ်နော်ဒါပေမဲ့ဘုရားသခင်မခိုင်းသေးဘူးခိုင်းမှလှုပ်ခိုင်းမှရွှေ့ဆိုတော့ဒီအချက်ကတိတ်အရေးကြီးတဲ့ချက်ဖြစ်တယ်မင်းနဲ့ငါအတူရှိတယ်မင်းကခွန်အားကြီးတဲ့သူဖြစ်တယ်ငါတကိုးကိုအမိပြုပြီးသွားမင်းကငါခိုင်းပြီခိုင်းတဲ့နေ့ခိုင်းတဲ့အချိန်အမိပြုပြီးသွားဒီ၄ချက်ကကျွန်တော်တို့ဘဝမှာတက်လုံးဆွဲကင်ထားရတဲ့အချက်ဖြစ်တယ်တင့်ကိုအမိမှမထားဘူးခေါင်းမှထားလို့ရှိရင်ဒီ၄ချက်ကိုဆွဲကင်ထားတာဖြစ်တယ်ကျွန်တော်တို့ ਨੇ အတူရှိဖို့နေ့တိုင်း meditate လုပ်နေရတာဖြစ်တယ်တင့်ကိုခေါင်းဆောင်ဖြစ်ဖို့ဆိုတာတင့်စီမှာရှိတဲ့အရေးချင်းလုံးဝမဟုတ်တော့ဘူးအဲ့ဒီအချိန်ကြရင်ဘုရားသခင်ကိုအမိပြုပြီးသွားတဲ့မောရှေဒီဉာဏ်ပညာတွေအားလုံးဒီစီးမြင့်တွေအကုန်လုံးဒီရေးခဲ့တဲ့အရာတွေအကုန်လုံး civilization တစ်ခုလုံးဖွဲ့စည်းပုံအကုန်လုံးဥပဒေတွေအကုန်လုံးကိုရေးခဲ့တဲ့ဉာဏ်ပညာအားလုံးကဘုရားသခင်ဆီကလာတာဖြစ်တယ်ဘုရားသခင်ကိုသူအမိပြုတဲ့အခါမှာထိုကဲ့သို့ခေါင်းဆောင်ကြီးမြတ်တဲ့ the great leader ဘုရားသခင်ကထိုကဲ့သို့ချီးမြှောက်ခဲ့တာဖြစ်တယ်ဒီနေ့ဒီအချိန်မှာဘုရားသခင်ကလူမြောင်များစွာကိုထိုကဲ့သို့သောဆုကျေးဇူးနဲ့လှုပ်ဆောင်စေချင်တာဖြစ်တယ်ဘုရားသခင်ကကိုယ်တန်ဖို့ကိုသိဖို့ရယ်ကိုယ်တန်ဖို့ကိုသိစေချင်တာဖြစ်တယ်ဘုရားသခင်ကကိုဘလောက်တောင်မှဘုရားသခင်နဲ့ဆက်ကပ်ထားလဲခေါင်းဆောင်ဖြစ်ချင်တာလားတပည့်ပဲဖြစ်ချင်တာလားဘုရားသခင်ကျွန်တော်ကိုအမိမထားဘူးခေါင်းမှာထားမယ်လို့ကိုတော့ထားတဲ့ဂတိတိုင်းကိုတော့ကျွန်တော်ကိုအတူရှိပါကျွန်တော်ကိုတကိုးနဲ့ကိုတော့ဆွဲခေါ်ပါကျွန်တော်ကိုစေခိုင်းပါဒီဆက်ကပ်ချက်ကအင်မတန်အရေးကြီးတယ်ဖြစ်တယ်အဲကြောင့်ဟေရှာယနာဂတိက60:22ကိုကြည့်အောင်သူငယ်တယောက်ဒီလူ1000ဖြစ်ရလိမ့်မည်အားနည်းသောသူတယောက်ဒီအာကြီးသောလူမျိုးဖြစ်ရလိမ့်မည်ငါထာဝရဘုရားသည်အချိန်ရောက်လင်ထိုအမှုကိုနှိုးဆော်မည်ဒီအချက်ကဒီမှာပြည့်စုံမယ်ဖြစ်တယ်အာမင်တင်တို့အထဲမှာထည့်ထားတဲ့အမှုကဘုရားသခင်ထည့်ပေးထားတဲ့ဆုကျေးဇူးကဘယ်လောက်တောင်မှတင်တို့ကိုရည်ရွယ်ချက်ထားလဲဘယ်လောက်တောင်ကြီးမြတ်တယ်လဲအဲကြောင့်ဂိတောင်ကိုပုံသက်တည်ယူပါအားနည်းသောသူဖြစ်ပေမဲ့သူဟာခေါင်းဆောင်ကောင်းတယောက်ဖြစ်တယ်ဘုရားသခင်စေခိုင်းတယ်ငါတကူကိုအမိပြုပြီးသွားဆိုတော့ဘုရားသခင်ကိုအမိပြုခြင်းရဲ့ခေါင်းဆောင်ဖြစ်တယ်ဒါကြောင့်ဒံယေလ 7:32 ကိုကြည့်အောင်ဒံယေလ 7:32 ပဋိညာဉ်တရားကိုပြစ်မှားသောသူတို့သည်ချော့မော့ရာသို့လိုက်၍ယိုယွင်းကြလိမ့်မည်မိမိတို့ဘုရားသခင်ကိုတည်သောသူတို့ကကြီးစွာသောအားနှင့်ပြုကြလိမ့်မည်ဟာလေလုယာဘုရားသခင်ကိုတည်တဲ့သူကကြီးစွာသောအားတဲ့ပျော်တီးပျော်ပြဲမဟုတ်ဘူးနော်ကြီးစွာသောအားတဲ့ကျွန်တော်ကတာရွေ့သိစေချင်တာဖြစ်တယ်ဘုရားသခင်နဲ့တာရွေ့သိစေချင်တာဘုရားသခင်ကိုသင်သိလေသင်ကကြီးသောအားနဲ့လှုပ်ဆောင်တဲ့သူဖြစ်တယ်
ကြီးသောအားဆိုတာဘုရားသခင်စီကလာတဲ့အားဖြစ်တယ်ကျွန်တော်တို့အားမဟုတ်ဘူးကျွန်တော်တို့အား limit ရှိတယ်ဘုရားသခင်စီကအားက unlimited ဖြစ်တယ်ကြီးသောအားနဲ့လှုပ်ဆောင်တယ်ဒီနေ့ခရစ်တော်ရဲ့အားဖြင့်ကျွန်တော်တို့ရတဲ့စီးထွက်ခြင်းပြန်ကြည့်ရင်ခရစ်တော်ပြုပေးခြင်းကမောရှေကသူ့ရဲ့လူလေးတစုပဲသူ့ရဲ့လူလေးတစုပဲသူလှုပ်ပေးသွားတာကျန်တဲ့လူတွေမပါဘူးဒါပေမဲ့ဒီနေ့ခရစ်တော်ကကျွန်တော်တို့ကိုခရစ်တော်ပြုပေးခြင်းကလူတိုင်းအတွက်ဖြစ်တယ်လူတိုင်းအတွက်ဘုရားသခင်နဲ့ပြန်အဆက်အသွယ်ရခြင်းဆိုတဲ့အရေးကြီးတဲ့ link ကိုလုပ်ပေးသွားတာအရှိမတော့ဘုရားသခင်နဲ့အဆက်အသွယ်ပြပြီးဘုရားသခင်ကလှည့်ပြီးစကားတော့မပြောတော့အနှစ်400လောက်စကားမပြောပြစ်ထားခဲ့ပြီစိတ်ပြက်လို့ကွာအဲ့လူတွေတော့ဆိုတော့အရှိအဟောင်းအဖွဲ့တွေအကုန်လုံးစိတ်ပြက်လို့ထားခဲ့တဲ့အဖွဲ့တွေဒီနေ့ဘုရားသခင်စိတ်မပြတ်တဲ့သူတွေဖြစ်တယ်အာမင်ခရစ်တော်ကကျွန်တော်တို့ကိုပြန်ပြီးအဆက်အသွယ်ပေးလိုက်တဲ့အခါမှာအရှိကဘုရားသခင်ပြောခဲ့တဲ့စကားတွေဂရုတော်တွေအားလုံးဟာပြည့်စုံခြင်းပြန်ဖြစ်လာတာဆိုတော့ခရစ်တော်ကအဖြစ်စီးထွက်လာတော့အသွေးတော်အဖြစ်စီးထွက်လာတော့ဂျေဇုတော်ဟာကျွန်တော်တို့ကိုဒီနေ့ဒီအချိန်မှာဘုရားသခင်နဲ့ပြန်လဲဆက်ဆံရတဲ့အခွင့်အားကြီးရတဲ့အခွင့်ဘုရားသခင်စီကကောင်းကြီးမင်္ဂလာနဲ့28မှာပြည့်တဲ့အချက်တွေအားလုံးတရားဟောခြင်း28ကအချက်တွေအားလုံးဟာအဲ့ဒီအဆက်အသွယ်ပေါ်မှာပဲရှိတာဖြစ်တယ်ဒါကြောင့်ငါပြောတဲ့စကားကိုဘယ်လည်းမငြိမ့်နဲ့ညာလည်းမငြိမ့်နဲ့အဲ့ဒီຢာကပြည့်ညတ်မဟုတ်တော့ဘူးအဲ့ဒီနေရာစာပြီးပြည့်ညတ်မဟုတ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့မင်းတို့အနားမှာတဲ့ငါကတဲ့ဥပ္ပဇေဆရာကိုထားပေးပြီတဲ့အရင်တော့ကပြည့်ညတ်တွေကိုထိုင်ကျက်နေရတယ်ကျွန်တော်ဟိုမှာဣသရေလတို့ဥမောကျွန်တော်တို့ဒါဝိမင်းကြီးရဲ့ဂုတိဉ္ဇရှိတယ်အဲ့နားမှာနေတိုင်းမပြတ်တော့ကျမ်းစာဖတ်တဲ့ကလေးတွေရှိတယ်အဲ့မှာသူတို့ကျမ်းစာတွေဖတ်အဲ့ကျမ်းကျမ်းကိုဖတ်နေရကလေးတွေတစ်ချိန်လုံးဖတ်နေဒီနေ့ကျွန်တော်တို့ကကြက်စရာတော့မလိုတော့ဘူးဘာလို့ကျွန်တော်တို့အထဲထဲမှာထည့်ပေးလိုက်တာဖြစ်တယ်ဥပ္ပဇေဆရာကိုကျွန်တော်တို့နဲ့ထားပေးထားတာဖြစ်တယ်အာမင်ဟာလေလုယာကျွန်တော်တို့နဲ့ထားပေးထားတာဥပ္ပဇေဆရာဖြစ်တယ်သူ့စကားသာနားထောင်မှုဖြစ်တယ်သူကသင်တို့နဲ့တူရှိနေတာဖြစ်တယ်မိတ်နေတဲ့ဟာကိုပြေးစားဖို့လှန်စရာမလိုဘူးသင်ကိုအချိန်တိုင်းမှာသင်ကိုသတိပေးနေတာဖြစ်တယ်အဲ့တော့ဘယ်လည်းမငြိမ့်နဲ့ညာလည်းမငြိမ့်နဲ့ကကိုကနားထောင်ဖို့ပဲလိုတယ်ဘေးကသူ့ကိုပြောနေတာကဥပ္ပဇေဆရာဖြစ်တယ်ဒါကြောင့်ဥပ္ပဇေဆရာကိုကို့နားမှာထားပေးတယ်တဲ့နင်တို့တွေစာကြက်ရင်မိတ်မှာစိုးလို့တဲ့ဆိုတော့ကိုဘုရားသခင်ကသတိပေးအောင်အနာကနေပြီးတော့ဥပ္ပဇေဆရာထားပေးတယ်လင့်ကိုပြန်ထည့်ပေးထားတယ်ဒီကောင်တွေကပုံမလာတဲ့ကောင်တွေလာကွာငါအတဲဆွဲသွင်းလိုက်တော့ခရစ်တော်အပြင်ကျွန်တော်တို့ကတတိုင်းထဲကိုရောက်သွားတာဖြစ်တယ်ဘုရားသခင်ရဲ့တတိုင်းတော်တွေကိုရောက်သွားတာရောက်သွားတဲ့အချိန်ကစပြီးပြန်လဲအဆက်အသွယ်ရပြီးတဲ့အချိန်မှာအရှိကအာရတွေအားလုံးမင်းတို့ငါပြင်ဆင်ထားတယ်သင်တို့ဟာမင်းတို့ကဒီနားမှာပဲထားတာမဟုတ်ဘူးတော့မင်းတို့အမေမဖြစ်စေဘူးဥကောင်းဖြစ်စေမယ်မင်းတို့ဟာခေါင်းဆောင်တွေဖြစ်တယ်ဘာဖြစ်လဲဆိုတော့နောက်လာမဲ့သူတွေအားလုံးကိုမင်းတို့ကဆက်ပြီးငါ့ကိုမြင်ဖို့အတွက်တုံတင်ဖို့ဖြစ်တယ်သင်တို့အဖြစ်သင်တို့ရဲ့စီးထွက်ခြင်းအဖြစ်လူမြောက်များစွာဟာဘုရားသခင်ရှေ့ကိုရောက်မှာဖြစ်တယ်သင်တို့ရဲ့ဆွဲခေါ်ခြင်းအဖြစ်ထိုသူတွေအားလုံးကအားကြီးသောသူတွေဖြစ်လာမှာဖြစ်တယ်ရှင်ပေါလုကြည့်အောင်ရှင်ပေါလုရဲ့စီးထွက်ခြင်းသူဟာစာတတ်တဲ့သူတယောက်ဖြစ်တယ်နော်သူဟာဘုရားခင်ဘက်မှာအားကြီးတဲ့သူတယောက်ဖြစ်တယ်အရှိပိုင်းမှာလမ်းလွဲခဲ့တယ်ဒါပေမဲ့ဒါရှင်းသောဝိညာဉ်တော်နဲ့သူတွေ့တဲ့အချိန်အလင်းကိုတွေ့တဲ့အချိန်မှာဘာတူလဲတော့မင်းညင်းစေတဲ့ယေရှုပဲတဲ့ယေရှုနဲ့တွေ့တဲ့အချိန်ကစပြီးသူပြောင်းလဲသွားတဲ့အချိန်မှာသူဟာသူ့ရဲ့စီးထွက်ခြင်းကိုကြည့်ပါဒီနေ့ဩဝါဒတွေအများကြီးသူရေးခဲ့တယ်ဒီစီးထွက်ခြင်းတွေကိုကျွန်တော်တို့ဒီနေ့ထိသုံးနေရတယ်ဒီစီးထွက်ခြင်းတွေဘုရားသခင်ကဒီတအုပ်ထဲကိုထည့်ပြီးဒီထဲမှာပဲထည့်ချင်နေတာမဟုတ်ဘူးဒီကျမ်းစာအုပ်လေးတအုပ်ထဲကိုပဲယူစေချင်တာမဟုတ်ဘူးသင်တို့ရောက်စီတိုင်းကစီးထွက်ချင်တာဖြစ်တယ်သင်တို့ရဲ့တတ်သိခံချက်တွေဟာစီးထွက်ခြင်းတွေဖြစ်တယ်ရှင်ပေါလုကယေရှုတရားနဲ့ပြည့်ညက်တရားကိုတည်တည်ချာချာရှင်းပြသွားတာဖြစ်တယ်ပြည့်ညက်တရားရဲ့အောက်မှာနေရတဲ့ဘဝဘလောက်တောင်မှပင်ပန်းလဲဒါပေမဲ့ဒီနေ့ငါတို့ဟာယေရှုတရားထဲမှာနေရတဲ့သူတွေဖြစ်တယ်ပင်ပန်းခြင်းမရှိတော့ဘူးငါတို့ကိုမေတ္တာနဲ့ဆွဲခေါ်တဲ့ဘုရားသခင်ငါတို့ကိုအထက်ထည့်ထားပြီးသားဖြစ်တယ်ဒါကြောင့်မလို့ငါတို့ဟာဒီဝိညာဉ်တော်ကိုဘာနဲ့ခံရတာလဲတဲ့ဂလာတိ1မှာဆိုမင်းတို့ဒီဝိညာဉ်တော်ဘာနဲ့ခံရတာလဲတဲ့မင်းတို့အကျင့်အဖြစ်ခံရတာလားယုံကြည်ခြင်းအဖြစ်ခံရတာလားတဲ့ဒီနေ့ကျွန်တော်တို့ရတဲ့ဆုကျေးဇူးတွေအကုန်လုံးဟာတန်ရှင်သောဝိညာဉ်တော်အဖြစ်ရတဲ့ဆုကျေးဇူးတွေခရစ်တော်လှုပ်ပေးခြင်းအဖြစ်ရတဲ့ဆုကျေးဇူးတွေဖြစ်တယ်
ဒီအရာတွေအကုန်လုံးကိုရှင်ဘောလူကတခုပြီးတခုတေချာရှင်းရှင်းလင်းလင်းပြောသွားတော့တာရှင်သောဝိညာဉ်တော်နဲ့ပတ်သက်ပြီးရှင်းပြတာအရန်ကောင်းတယ်သူရှင်းတာတယ်ဒီနေ့အချိန်ထိသူ့ရဲ့စီးထွက်ခြင်းကိုကျွန်တော်တို့စားသုံးနေရတယ်သူ့ရဲ့စီးထွက်ခြင်းကဘယ်လောက်တောင်မှခွန်အားဖြစ်စေတယ်လဲဒီနေ့ခေါင်းဆောင်တွေတရားဟောပြီးတယောက်ဘုရားသခင်ကပို့ဆောင်တယ်နေရာတိုင်းမှာခေါင်းဆောင်တွေအများကြီးကိုပို့ဆောင်ခဲ့တယ်ဘုရားသခင်ထိုခေါင်းဆောင်များအားဖြင့်ကျွန်တော်အဖေလည်းခေါင်းဆောင်တယောက်ဖြစ်ခဲ့တယ်ကျွန်တော်ဖေရဲ့အားဖြင့်ခေါင်းဆောင်တွေအများကြီးဘုရားသခင်အကြောင်းကိုချီးမွမ်းရတဲ့သူအများကြီးတက်တည်အများကြီးသူတို့တွေများစကားပြောလို့ရှိရင်အာဝေါ်စရာတွေအမျိုးစုံပဲသူတို့ဆရာတွေအချင်းချင်းစကားပြောရင်အင်မတန်အာဝေါ်စရာကောင်းတဲ့ဘုရားသခင်လှုပ်တဲ့လက်ရာတွေကိုသူတို့တက်တည်ခံတယ်အဲ့ဒီအခါမှာသူတို့ရဲ့စီးထွက်ခြင်းအပြင်သူတို့စီးထွက်တဲ့အရာကိုခံယူတဲ့သူတွေဟာခေါင်းဆောင်တွေထပ်ဖြစ်လာတယ်ခေါင်းဆောင်တွေအစင်းစင်းဖြစ်လာတယ်စီးထွက်တဲ့စကားတိုင်းဟာဘုရားသခင်ရဲ့နှုတ်ကပတ်တော်စကားဖြစ်ဖို့လိုတယ်အဲ့ဒီနှုတ်ကပတ်တော်စကားဖြစ်လို့ရှိရင်သင်တို့ရဲ့အသက်တာဟာကြီးထွားတယ်ဘုရားသခင်ကတင့်ကိုရည်ရွယ်ထားတယ်တင့်လက်တဲ့အပ်လိုက်ကတဲ့ဒီလူဟာမင်းခေါင်းဆောင်ဖြစ်အောင်ဆွဲခေါ်မဲ့သူဖြစ်တယ်ဒါကြောင့်ကျွန်တော်ကဒီနေ့အားလုံးကိုဒီနေရာမှာပဲထိုင်ပြီးတော့ဒီအနားလေးမှာပဲလင်းမဟုတ်ဘူးတင်တို့ဟာလောကရဲ့အလင်းလောကရဲ့စားလို့ပြောတဲ့အကြောင်းအရာကတင်တဲ့တူဘုရားသခင်ရှိခြင်းရဲ့တက်တွေကိုပြဖို့ဖြစ်တယ်သင်ဟာမိသားစုမှာအရေးကြီးသောသူတစ်ယောက်ဖြစ်တယ်မိသားစုထဲမှာသင်ဟာအရေးကြီးသောသူတစ်ယောက်ဖြစ်တယ်သင်ရဲ့သားသမီးတွေအားလုံးဟာသင်အားဖြင့်သင်ကိုကြည့်ပြီးတော့သူတို့အတွက်အရေးကြီးတဲ့သူတစ်ယောက်လို့ခံယူတဲ့သူတစ်ယောက်အဖြစ်နေဖို့ဘုရားသခင်ကအဲ့ဒီစုကျေးဇူးနဲ့ကိုယ်ပေးထားတာဖြစ်တယ်ဖခင်ဘိသိက်ပေးထားတာဖြစ်တယ်မိခင်ဘိသိက်ပေးထားတာဖြစ်တယ်ဘုရားသခင်ကခေါင်းဆောင်တော့ခန့်ပါရဲ့ရှမ်းဆုံလို့တော့မဖြစ်နဲ့ပေါ့ခေါင်းဆောင်လည်းခန့်တယ်အရေးချင်းတွေလည်းရှိတယ်ဘုရားသခင်ကသူ့လည်းပေးထားတယ်ခွန်အားလည်းရှိတယ်ဟာသူ့အစွမ်းစားလည်းရမ်းရှိတယ်အာကွာသူ့မချစ်တဲ့မိန်းမတယောက်နဲ့တော့တွားအောင်ကြအောင်သူ့မိန်းမတော့သူ့တံမိုးမထားဘူးအေးရောထိုကဲ့သို့တော့သူတော့မဖြစ်နဲ့ဘုရားသခင်ကတင့်ကိုတံမိုးရှိတော်သူဖြစ်စေချင်တာဖြစ်တယ်ခေါင်းဆောင်ရာမှာထားချင်တာဖြစ်တယ်အမီးမှာမထားချင်ဘူးခေါင်းမှာထားမှာဖြစ်တယ်ဟေရှာ53:10လေးကိုကြည့်အောင်ထာဝရဘုရားမိန့်တော်မူသည်ကတင်တို့သည်ငါကိုတိမှတ်ယုံကြည်၍ငါသည်မှန်ပြီဟုနားလည်မည်အကြောင်းငါဤသက်သည်ငါရွေးကောက်သောကျွန်ဖြစ်ကြ၏ငါရှိမှဖန်ဆင်းရာထဲကအဘယ်ဘုရားသခင်များမဖြစ်ငါနောက်မှလည်းအဘယ်ဘုရားသခင်များမရှိငါအရှိမှလည်းဘယ်ဘုရားမှမရှိဘူးဒီနေ့ကျွန်တော်တို့အရှိမှဘာမှမရှိဘူးကျွန်တော်အရှိမှဒီဘုရားပဲရှိတယ်အရှိမှလည်းမရှိဘူးအနောက်မှလည်းမရှိဘူးဘုရားသခင်ကငါတို့ဒီဘုရားပဲရှိတယ်ဒါကြောင့်မလို့မင်းကငါရွေးကောက်ပြီးငါရွေးကောက်တော့ကျွန်ချင်းငါကိုတိမှတ်ယုံကြည်၍ငါသည်မှန်ပြီဟုနားလည်မိကြောင်းငါဤသက်သည်ဆိုတော့ဘုရားသခင်ကတင်တို့ကိုငါရဲ့သက်သေဖြစ်စေချင်တာဖြစ်တယ်မြင်လာတဲ့တင်တို့ကိုငါရဲ့သက်သေဖြစ်စေချင်တာဆိုတော့သက်သေဆိုတာကကိုကသက်သေဖြစ်နေမှသက်သေဖြစ်တာဖြစ်တယ်ဆိုတော့ဘုရားသခင်နဲ့အဆက်ဆံရှိမှတင်တို့ကသက်သေဖြစ်မယ်ငါရွေးကောက်တော့ကျွန်အဲ့ဒါနောက်တစ်ဆင့်ဖြစ်သွားပြီအရှိပိုင်းကတက်တည်နောက်ပိုင်းကျရင်ငါရွေးကောက်တော့ကျွန်အဲ့ဒီငါရွေးကောက်တော့ကျွန်ဆိုတာကတင့်ကိုခေါင်းဆောင်ခံတာဖြစ်တယ်ဒါကြောင့်အစမှာဘုရားသခင်ကကိုယ့်စီကိုတယောက်ပြီးတယောက်အပ်ထားတယ်မိသားစုလေးအပ်တယ်နောက်ပြီးလို့ရှိရင်ကိုယ့်အနားမှာတိုင်းဝိုင်းအပ်တယ်ခဏနေ home stay လေးတွေဖြစ်လာတယ် home stay မှာကို lead လုပ်တယ်ကိုယ့်အတိုင်းဝိုင်းနားမှာသင်ဟာအလင်းဖြစ်သလားဘုရားသခင်ကတင့်တက်တဲ့ကိုကြည်ပြီးတဖြည်းဖြည်းနဲ့ငါ့ဘောသစ္စာရှိတော်သူမင်းကငါတယောက်ပြီးတယောက်အပ်တယ်မင်းဟာတန်မိုးရှိတော်သူတယောက်ဖြစ်တယ်ဒါကြောင့်ဒီနေ့ခါလူတိုင်းဟာဘုရားသခင်နဲ့တန်မိုးရှိတော်သူတွေဖြစ်တယ်ဆိုတော့မဿဲ73:52ကိုကြည့်အောင်ခရစ်တော်ပြောတဲ့စကားဖြစ်တယ်ကိုတော်ကလည်းတို့ဖြစ်ကောင်းကင်နိုင်ငံတော်၏အကြောင်းအရာကိုသင်ပြီးသောကျမ်းဆရာမြည်သည်ကမိမိဗန္နာတဲကအထူးထူးအပြားပြားသောအသစ်အဟောင်းတို့ကိုထုတ်ဖော်သောအိမ်ရှင်နှင့်တူသည်ဟုမိန့်တော်မူ၏အထက်ကအသစ်ကိုအဟောင်းကိုထုတ်ဖို့ကဘယ်သူပေးမှရတာလဲတင့်ဖတ်တဲ့တင်တော့ထွက်လာမှာမဟုတ်ဘူးကောင်းကင်နိုင်ငံတော်၏အကြောင်းကိုအဲ့ဒီအကြောင်းကိုပြောနိုင်တာဥပ္ပဇ္ဇဆရာပဲရှိတယ်တန်ရှင်းသောဝိညာဉ်တော်ပဲရှိတယ်အထဲကနေအသစ်အဟောင်းသောအရာကိုထုတ်ဖော်နိုင်သောအရာတင်းစီကိုလာတဲ့သူတွေကိုတင်ကထုတ်ဖော်ပြသဖို့တင်းကိုခေါင်းဆောင်တင်ဖို့ဆိုတာဝိညာဉ်တော်ကပြမှာပဲတင်သိနိုင်တာဖြစ်တယ်ဒီဉာဏ်ပညာသူစီမှာပဲရှိတာဖြစ်တယ်ဒါကြောင့်မလို့တဲ့သူကဒီပညာဘုရားသခင်စီကပဲလာတာဖြစ်တယ်ယူပါယုံမြင်တဲ့အရာအလုံးဘုရားသခင်စီကပဲလာတာဖြစ်တယ်စကားနဲ့ကြားတယ်စကားနဲ့ကြားတယ်
ဘုရားသခင်စီကလာတဲ့စကားသံဖြစ်တယ်ဘာလို့ရမလဲဘယ်သွားရမလဲဘာလို့ရမှာလဲဘယ်တော့လဲအချိန်လည်းရှိသေးတယ်ဘယ်တော့လောက်ရမှာလဲဘုရားသခင်အချိန်ဆိုတာရှိရနော်ကိုကြော်လို့မရဘူးအဲ့ဒီအချိန်တွေအားလုံးနားလည်ဖို့ဆိုတာဘုရားသခင်နဲ့ကိုနဲ့နှစ်ယောက် maintain လုပ်နေရတာဖြစ်တယ်တစ်ချိန်လုံး maintain လုပ်နေရတယ်သူစီကစကားသံကိုစောင့်ရတယ်စိတ်ရှည်ရတယ်ဘုရားသခင်ကအမျိုးမျိုးနဲ့ပြောပါတယ်ယူပေါင်းနဲ့ပြောတာရှိတယ်မျက်စိနဲ့မြင်တာရှိတယ်နားနဲ့ကြားတာရှိတယ်အိတ်နေနဲ့ပြောတာရှိမယ် physically ပြောသွားတာလည်းရှိတယ်ဒါပဲနဲ့သင်ဟာဘုရားသခင်နဲ့အဆက်ဆံရှိတော်သူဖြစ်လို့ရှိရင်ဘုရားသခင်ကသင်လုံးမဲ့ရာအားလုံးသင်ခေါင်းဆောင်မဲ့ရာအားလုံးကိုညွှန်ကြားမဲ့သူဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အားကိုးရာခရစ်တော်ရဲ့ပြုပေးခြင်းနဲ့စီးထွက်ခြင်းကကျွန်တော်တို့ဘုရားသခင်နဲ့အဆက်ဆံရခြင်းဆုကျေးဇူးအပြင်ဘုရားသခင်စီကပြင်ဆင်ထားသောအရာများကိုရရှိတဲ့ခွင့်အစင်စင်သောဘုရားသခင်ရဲ့ဆွဲခေါ်ခြင်းကိုကျွန်တော်တို့ရရှိတဲ့အခါမှာဘုရားသခင်ကမင်းတို့ကိုငါကအောက်မှာထားခြင်းတာမဟုတ်ဘူးအပေါ်မှာထားခြင်းတဲ့ဘုရားသခင်ဖြစ်တယ်ဆိုတော့ဒီအရာကိုနှလုံးသွင်းဖို့ဖြစ်တယ်ငါဟာအရေးကြီးသောသူတစ်ယောက်ဖြစ်တယ်ငါဟာတန်ဖိုးရှိသောသူတစ်ယောက်ဖြစ်တယ်ဘုရားသခင်ကငါ့ကိုအမိမှမထားဘူးခေါင်းမှထားမှဖြစ်တယ်ငါဟာအောက်မှာနေရမယ်သူမဟုတ်ဘူးအထက်မှာနေရမယ်သူဖြစ်တယ်စာလံ46 ကိုကြည့်အောင်ကျွန်တော်တို့ရဲ့အမိပြုခြင်းအလွန်အဖိုးထိုက်သောစီးထွက်ရာလို့ကျွန်တော်ပေးထားတယ်ကျွန်တော်တို့အင်မတန်အဖိုးထိုက်တဲ့စီးထွက်ရာဖြစ်တယ်မြစ်တစ်မြစ်ရှိတဲ့ဤထိုမြစ်ရဲ့ဒီစီးရိတ်ဘုရားသခင်၏မြို့ဒီဟုသောအမြင့်ဆုံးသောဘုရားကျိန်းဝတ်တော်မူရာတန်ရှင်းသောမြို့တော်ကိုရှင်လန်းစေတတ်၏ဒီမြစ်ရေကဘုရားသခင်ရဲ့ကျိန်းဝတ်တော်မူရာတန်ရှင်းသောမြို့တော်ကိုရှင်လန်းစေတယ်တင်တို့အားလုံးရှင်လန်းစေတဲ့သူတွေဖြစ်တယ်ခရစ်တော်ရဲ့စီးထွက်ခြင်းမြစ်ရေကိုခရစ်တော်ဘာပြောလဲငါ့ကိုရတဲ့သူကရေငတ်ခြင်းနဲ့ကင်းမယ်တဲ့အဲ့ဒီရေဆိုတာဘာလဲတင်တို့ဘဝမှာငတ်တာတွေအမျိုးစုံရှိရလေဟိုဟာလိုချင်မြန်ပြီဒီဟာလိုချင်မြန်ပြီဟိုဟာဖြစ်ပြန်ဟိုဟာလိုပြန်ပြီဒီဟာလိုပြန်ပြီလိုချင်တာထက်ဘဝမှာလိုနေတဲ့အရာဖြစ်တယ်ဒီဟာလိုနေတယ်ဟိုဟာလိုနေတယ်ဒါမဲ့ခရစ်တော်ပြောတာစိတ်မပူနဲ့စိတ်မပူနဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှာရှေးဥစွာရှာနောက်မှလိုသောအရာကိုထပ်ပေးမယ်ဆိုတာထိုးမြစ်ကိုအမိပြုခြင်းဖြစ်တယ်ရေငတ်ခြင်းနဲ့ကင်းမယ်တဲ့ငါ့ကိုရလို့ရှိရင်ရေငတ်ခြင်းနဲ့ကင်းမယ်တဲ့ဆိုတော့အသက်တာမှာသင်တို့လိုအပ်နေတဲ့အရာအလုံးကိုဘုရားသခင်ကသင်တို့ကိုပြည့်စုံစေမှာဖြစ်တယ်ပြည့်စုံခြင်းမဲ့ဘုရားသခင်ဆိုတော့ကောင်းသောအရာတစ်ခုမှမလိုရာဆိုတဲ့ဆုကျေးဇူးဟာဒီမြစ်တစ်စင်းအဖြစ်နဲ့ပြည့်စုံတာဖြစ်တယ်ဒါကြောင့်မြစ်တစ်မြစ်ကရှိတဲ့ထိုမြစ်ဒီစီးဘုရားသခင်မြို့ဒီဟုသောအမြင့်ဆုံးသောဘုရားကျိန်းဝတ်တော်မူရာတန်ရှင်းသောမြို့တော်ကိုရှင်လန်းစေတတ်၏ဒီနေ့ဒီမြစ်ရေကိုတောက်သုံးတဲ့ကျွန်တော်တို့ဟာဘုရားသခင်ရဲ့မြို့တော်ကိုရှင်လန်းစေတဲ့သူတွေဖြစ်တယ်ခရစ်တော်ရဲ့စီးထွက်ရာမြစ်ကိုတောက်သုံးတဲ့သူတိုင်းကတဲ့ရေငတ်ခြင်းနဲ့အစဉ်ကင်းလွတ်မယ်လုံလောက်ခြင်းကျေးဇူးတော်ရတာဖြစ်တယ်ထာဝရအသက်ကိုရတယ်ငါသက်သေငါရွေးကောက်တဲ့ကြုံအခေါ်ခံရတယ်သင်တို့ဟာခွန်အားကြီးတဲ့သူတွေဖြစ်တယ်ဒီနေ့သင်တို့ကိုရှော့မတွက်ပါနဲ့သင်တို့ဟာခရစ်တော်ကသင်တို့ကိုရွေးကောက်ပြီးဆိုတဲ့ကွာသင်တို့စီမှာခရစ်တော်ရဲ့ဗိသိက်ရှိပြီးသားဖြစ်တယ်ပရိညင်ဟာသွေးပရိညင်နဲ့သင်တို့ကိုခေါ်ထားတာဖြစ်တယ်ဒါကြောင့်သင်တို့ကဘုရားသခင်ရဲ့တကိုးနဲ့လောကမှာရှောက်နေတဲ့သူတွေဖြစ်တယ်တစ်ချိန်မှာသင်တို့တွေဟာဘုရားသခင်စေခိုင်းတဲ့အဆင့်ရောက်အောင်ပို့ဆောင်မဲ့ခေါင်းဆောင်တွေဖြစ်တယ်ထိုသူရောက်စီတိုင်းကိုကောင်းကြီးပေးတယ်သင်တို့ရဲ့လှုပ်ဆောင်ခြင်းဟာဘုရားသခင်အရှိန်မှာကြီးမြတ်တဲ့သူတွေဖြစ်တယ်သင်တို့အမီးမှမထားဘူးခေါင်းမှာထားမယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အမိပြုခြင်းခရစ်တော်ကိုအမိပြုခြင်းဒီမြစ်တစ်မြစ်ဟာကျွန်တော်တို့အားထားရမြစ်ဘုရားသခင်ရဲ့နိုင်ငံတော်ကိုရှင်လန်းစေတဲ့မြစ်ဒီမြစ်အတွက်ကျွန်တော်တို့ကျေးဇူးအရန်တင်စရာကောင်းပါတယ်